တရက်တရားပေါ်ကနေခုန်ချလိုက်ပါတယ်သူကယူနေတာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပျော့ပြောင်းတဲ့မွေးရတွေတင်ဆောင်ထားတဲ့ truck ကားတစ်စီးတရားအောက်ကိုတက်တက်ဖြတ်သွားပြီးသူ့ကိုကောင်းကောင်းဆင်းသက်ပြီးထွက်ပြေးနိုင်လိမ့်မယ်လို့သူခန့်မှန်းထားပြီးသားပါအန်နာကတားကောင်တွေကိုစုံစမ်းစစ်ဆေးတဲ့အခါကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာပါတယ်တေဆုံးသူအားလုံးသည်ဒေတာခန်စိတ်ယောဂကုဆေးရုံမှာဆရာဝန်များဖြစ်သည်သူမသည်လူသက်သမားသည်ဆရာဝန်များကစမ်းသပ်သိမြင်မှုစွမ်းအားမြင့်တင်စေ9ကြိမ်စမ်းသပ်ခဲ့သောလူနာဟောင်းတဦးဖြစ်ကြောင်းတွေ့ရှိခဲ့သည်ထိုဆေးများသည်သူ့အုံနောက်ကိုအလွန်အဆင့်မြင့်သောအဆင့်သို့ပြောင်းလဲစေခဲ့ပြီးသူ့လက်ချောင်းများဖြင့်အခက်အခဲဆုံးတင်ချဖော်မြူလာများကိုစက္ကန့်ပိုင်းအတွင်းဖြည့်ရှင်းနိုင်ခဲ့သည်အန်နာသည်လူသက်သမားအားစွန့်ပစ်ထားသောစက်ရုံတစ်ခုရှိသူ၏နောက်ထပ်ပုံအောင်ရာနေရာသို့ခြေရာခံသည်သူမစက်ရုံထဲသို့ဝင်သွားသောအခါလူသက်သမားသည်ဂရင်ပေါက်မှကြည့်နေကမျက်လုံးများကိုမှိတ်လိုက်ပြီး9စက္ကန့်အတွင်းသူမကိုတက်ရန်နီလန့်တစ်ဆက်သူညကိုတူပါသည်သူကတင်ချနီးအရအန်နာသည်အကာအကွယ်မျက်နှာဖုံးစွပ်ရန်2စက္ကန့်ကြာရပ်တန့်လိမ့်မည်ဟုခန့်မှန်းသည်ထိုအချိန်တွင်မျက်နှာကျက်မှပြုတ်ကျလာသောအပျက်စီးများသည်သူမကိုကြေမွားသွားစေလိမ့်မည်သို့သောဤနေရာတွင်လူသက်သမား၏ပြည့်စုံသောတင်ချသည်လုံးဝပြက်ကွက်ခဲ့သည်အန်နာသည်သူ့ကိုဖမ်းရန်အလွန်ကြိုးစားနေသောကြောင့်မျက်နှာဖုံးစွပ်ရန်ထို2စက္ကန့်ကိုမဖြုံးတီးပဲရှေ့သို့သာပြေးနေသည်လေးလံသောပစ္စည်းများသည်သူမနောက်တွင်ပြုတ်ကျလာပြီးသူမအသက်ရှင်ရန်ပင်ခက်ခဲခဲ့သည်သူ၏မှားယွင်းမှုမရှိသောယုတ်တိပေတာမအောင်မြင်သည်ကိုမြင်သောအခါလူသက်သမားသည်ထိတ်လန့်တုန်လှုပ်သွားသည်ထိုအချိန်တွင်အန်နာ၏အရန်ဖွဲ့သည်ရောက်ရှိလာပြီးသူ့ကိုဝိုင်းရန်ကအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့သည်ထိုထူးချွန်သောလူသက်သမားသည်ယခုအခါလုံခြုံရေးမြင့်